ီလက်မြေထုတ်ဖို့အတွက်ကတော့အန်နာရဲ့မော်ကိုအားကိုးလို့ရပေမဲ့တတိုင်းတစ်ခုလုံးစောက်ဖို့အတွက်ဆိုရင်တော့ထင်တယ်လို့မလွယ်ပါဘူး။ရိုလန်ကိုရိုင်းတွင်တူနီကိုလှုပ်ပြခဲ့ပြီးတော့အခုဆိုရင်အလုသမားတွေလည်းစူးစမ်းနေကြပါပြီ။ဒါပေမဲ့အလုသမားတွေလှုပ်ထားတာကရေမြောင်းနဲ့တူနေပါတယ်။အရင်ဘဝတုန်းကအခန်းပေါ်အင်ဂျင်နီယာနဲ့ဒါဆိုရင်အဆင်ပြေမှာဖြစ်ပြီးတော့စောက်လုံရေးအတွက် professional တယောက်သာလာကူညီရင်ကောင်းမှာပဲလို့တွေးနေပါတယ်။တရင်ပေးစရာရှိရဲဆိုပြီးတော့အကြံပေးအဖိုးကြီးကရောက်လာပါတယ်။ဘရင်နိုင်ငံရဲ့ကြောက်စစ်အစည်းအရုံးအသင်းဝင်တယောက်ရောက်လာတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒါကနာမည်ကျော်အစည်းအရုံးဖြစ်ပေမဲ့လည်းပစ္စည်းတွေခိုးယူရဲဆိုပြီးတော့ဖျက်သိမ်းခံလိုက်ရပြီမဟုတ်လားလို့ပြန်ပြောလိုက်ပါတယ်။ဒီလိုနေရာမျိုးမှာသူတို့လိုလူကိုလိုအပ်နေတာမလို့ချက်ချင်းသွားတေးဖို့လိုက်ဖို့ခိုင်းလိုက်ပါတယ်။ရိုလန်စီကိုသူ့ရဲ့ကောင်ကကြောက်စစ်သမားကိုခေါ်လာခဲ့ပါတယ်။ကြောက်စစ်သမားလည်းရိုလန်ကိုနှုတ်ဆက်နေပါတယ်။မထင်မဲ့ပဲအန်နာကိုတွေ့သွားပြီးတော့အန်နာလားလို့អော်လိုက်တာကြောင့်သူ့ရဲ့ကောင်နဲ့ရိုလန်လည်းလန့်သွားပါတယ်။အန်နာကလည်းဆရာလို့ပြန်ခေါ်လိုက်တော့ရိုလန်ကချက်ချင်းတကားကိုကာခိုင်းလိုက်ပြီးတော့ကြောက်စစ်သမားကိုထွက်မပြေးဖို့တားလိုက်ပါတယ်။သူကတော့အန်နာကိုတိနေတဲ့အတွက်စိတ်ပူသွားတာပါ။ကြောက်စစ်သမားလည်းဒူးထောက်သွားပြီးတော့အန်နာမသေးသေးတဲ့အတွက်စိတ်သက်သာရရသွားပါတယ်။ရိုလန်လည်းသူကအန်နာကိုဒုက္ခပေးဖို့မဖြစ်နိုင်တာမလို့သူမတည်သေးတဲ့အကြောင်းရှိမှာပဲလို့တွေးနေပါတယ်။ရိုလန်ကကြောက်စစ်သမားကိုဘာလို့အန်နာရဲ့ဆရာဖြစ်နေရလဲလို့မေးလိုက်ပါတယ်။ကြောက်စစ်သမားလည်းတောင်းပန်လိုက်ပြီးတော့အကြောင်းစုံကိုရှင်းပြပါတယ်။သူကကြောက်စစ်သမားဟောင်းဖြစ်ခဲ့ပြီးတော့အခုတော့ဒီမျိုးလေးမှာတဲအုပ်ဆရာအနေနဲ့စတင်ပေးနေတာပါ။အန်နာကိုလည်းတင်ပေးခဲ့ပူပါတယ်။ရိုဟက်အနေနဲ့အန်နာကိုဘာအတွက်ကဲခဲ့လဲမသိပေမဲ့အရှင်ရဲ့ကိုလို့တော်အဖြစ်ခက်အရင်တောင်မှအချုပ်ထဲမှာနေရတာချက်ပိုကောင်းပါတယ်လို့ပြောလိုက်ပါတယ်။စိတ်ထဲမှာတော့ရိုလန်ကဆုံးမတွေကိုမကြောက်တာမလို့နာနာကိုလည်းဆက်တလိုက်ရင်ဘေးကင်းမှာပဲလို့တွေးနေပါတယ်။ဒီလိုနဲ့ရိုလန်ကိုနာနာကိုလည်းခေါ်ခဲ့မယ်လို့ပြောပြီးတော့နာနာလည်းချစ်ဖို့ကောင်းပါတယ်လို့ပြောလိုက်ပါတယ်။ရိုလန်လည်းဆုံးမဆိုတာတေချာရင်ခေါ်ခဲ့ဖို့ပြောပြီးတော့ဘာမှမဖြစ်စေရဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူမရဲ့မိဘတွေကဒီအကြောင်းတွေကိုမသိခင်ခေါ်လာလို့ရမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။နောက်တစ်ချက်ကတော့အန်နာကိုခေါ်ခဲ့တာကခမားထင်တယ်လို့မဟုတ်ဘူးလို့ပြောရင်စိတ်ထဲဆုံးမနောက်တစ်ယောက်ရတော့မှမလို့အပျော်စီးပျော်နေပါတယ်။နဆိုးရရဲ့လာကိုရောက်တော့မှမလို့သူ့ရဲ့အကူအညီကိုလိုအပ်ပြီးတော့ဆုံးမတွေကမကောင်းဆိုးရမဟုတ်ပဲအစွမ်းတွေကိုထိန်းချုပ်လို့ရကြောင်းပြောပြီးအန်နာရောနာနာရောဥပဒေကိုကြော်ပြီးဘာမှမလုပ်ရင်အပြစ်ပေးစရာမရှိဘူးလို့ပြောလိုက်ပါတယ်။တတိုင်းဆောက်ဖို့ကိစ္စကိုပြန်ပြောရင်ကြောက်စစ်သမားကိုမြောက်ဘက်မှာစောင့်မဲ့တတိုင်းကိုတာဝန်ယူရမယ်လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ရိုလန်တယောက်ဥယျာဉ်ထဲမှာအနားယူနေရင်နာနာရောက်လာပါတယ်။ရိုလန်ကိုတွေ့ချင်းကျမတေးရတော့မှလားလို့မေးလိုက်ပါတယ်။ရိုလန်လည်းသူ့ကိုယ်သူမိတ်ဆက်လိုက်ပြီးတော့အန်နာလည်းဒီမှာရှိနေတဲ့အတွက်မသေးပါဘူးလို့ပြန်ပြောလိုက်ပါတယ်။နာနာလည်းဝမ်းသာသွားပြီးတော့သူ့ကိုယ်သူမိတ်ဆက်လိုက်ပါတယ်။ပြီးတော့အပြေအလွှာအန်နာနဲ့စကားသွားပြောနေပါတယ်။ရိုလန်တယောက်အန်နာကအခုမှ12နှစ်ပဲရှိသေးတာမလို့နောက်ဆိုတော်တော်လာမှာပဲလို့တွေးနေပါတယ်။နာနာရဲ့စွမ်းအားနိုးထလာပြီလားလို့မေးလိုက်ပါတယ်။ကျိုးပေးမလို့လားလို့ပြန်ပြောလိုက်တာကြောင့်ကျိုးပေးမလို့မဟုတ်ပဲရာဇဝတ်သားတွေသာဒီလိုလောက်ခံရမှာဖြစ်ပြီးကြောက်စရာမလိုဘူးလို့ပြောလိုက်ရပါတယ်။သူကိုယ်တိုင်လည်းမသိပဲနဲ့နတ်ဆိုးရီရဲ့သွေးဆောင်မှုကြောင့်စွမ်းအားနိုးထလာတာလို့သူ့ဆရာကပြောပြထားပြီးတော့သူနတ်ဆိုးကိုတစ်ခါမှမတွေ့ဘူးကြောင်းပြောနေပါတယ်။အန်နာကတော့နှစ်သိမ့်ပေးလိုက်ပါတယ်။သူဝေဒနာခံစားနေရတာကတပတ်လောက်သာရှိသေးပြီးတော့ငှက်ကလေးတစ်ကောင်6ထောက်ကျိုးနေတာကိုမြင်တော့အကူအညီပေးဖို့လုပ်လိုက်တဲ့အချိန်မှာပဲလက်ထဲကနေတခုခုထွက်လာတယ်လို့ပြောလိုက်ပါတယ်။ရိုလန်လည်းအံ့ဩသွားပြီးတော့ဘာဆက်ဖြစ်လဲလို့မေးလိုက်တော့ရေတွေထွက်လာပြီးတော့ရေတွေကငှက်ကလေးကိုဝိုင်းလိုက်တယ်။ပြီးတော့ငှက်ကလေးကပြန်ကောင်းသွားတယ်လို့ဖြေလိုက်ပါတယ်။ရိုလန်လည်းချက်ချင်းသဘောပေါက်သွားပြီးတော့သူ့ရဲကောင်းကိုတတ်မာတဲ့စက်တကောင်ယူခဲ့ဖို့ပြောလိုက်ပါတယ်။သူ့အစွမ်းကကုတာရေးအစွမ်းဖြစ်နိုင်တယ်လို့တွေးနေတာပါ။တော်တော်အသုံးဝင်မဲ့အစွမ်းအားပဲဖြစ်ပါတယ်။နာနာကိုလည်းမင်းအစွမ်းကငှက်ကလေးကိုတောင်ကုသနိုင်တာမကောင်းတဲ့အစွမ်းမဟုတ်ဘူးလို့ပြောလိုက်တော့နာနာကလည်းသူ့ဆရာကအဆုံးမရီရဲ့စွမ်းအားကကောင်းပေမဲ့နတ်ဆိုးရီရဲ့ဖျားယောင်းခံထားရတာလို့ပြောထားလို့ဖြစ်ကြောင်းပြန်ပြောပြီးတော့သူတခါမှနတ်ဆိုးရီကိုမမြင်ဘူးကြောင်းကျင်လိုက်ပါသေးတယ်။နောက်တစ်ပိုင်းမှာတော့ရိုလန်ကသူ့ရဲ့ကောင်းကိုစက်တကောင်ယူလာခိုင်းပြီးတော့တေချာကိုင်းတာကတက်လိုက်ပါတယ်။မိကလေးနာနာကိုပြန်ကူပေးဖို့ပြောလိုက်ပါတယ်။နာနာလည်းစူးစမ်းကြည့်ပေမဲ့နိုင်အနှဲငယ်ကြာသွားပြီးတဲ့နောက်မှာတော့ကြက်ကတည်သွားပါတယ်။နာနာရဲ့အစွမ်းကကျိုးပဲ့တာတွေပြက်ရှတာတွေကိုပြန်ကူနိုင်ပြီးတည်သွားတာကိုတော့ပြန်ရှင်းအောင်မလုပ်နိုင်မှန်းတည်သွားပါပြီ။ရိုလန်လည်းကြက်ကိုမီးဖို့ကြောင့်ကိုပို့လိုက်ဖို့သူ့ရဲ့ကောင်းကိုပြောလိုက်ပါတယ်။နာနာကရိုလန်လှုပ်တာကိုလွန်တယ်လို့ပြောနေလို့ရိုလန်လည်းနှစ်သိမ့်နေရပါတယ်။ဒီလိုနဲ့သူတို့လည်းအတူတူနေ့လည်စာစားလိုက်ကြပါတယ်။ညနေဆောင်လာတော့မိကလေးနာနာလေးပြန်သွားပါတယ်ဒီမှာနေလို့ရပေမဲ့သူမိဘတွေကသူဆုံးမဖြစ်ကြောင်းမသိသေးတာမလို့မိဘတွေခွင့်ပြုမှသာနေခွင့်ပေးမှာပါအန်နာကိုလည်းမင်းအဖေကိုတရေရတာလို့မေးလိုက်ပါတယ်အန်နာကတော့လုံးဝတတိမရပါဘူးနာနာကိုမကြလာစေချင်ပြီးတော့လေ့ကျင့်ပေးဖို့လည်းရိုလန်ကပြောနေပါတယ်အန်နာကိုလည်းကျောင်းကလူတွေနဲ့အတူတူကျောင်းပြန်တက်ချင်မှာပဲလို့ပြောရင်ငါဒီမှာရှိနေတဲ့၍မင်းတို့အားလုံးတာမန်လူလိုနေနိုင်တဲ့နေရောက်လာစေရမယ်လို့ကြေညာပေးလိုက်ပါတယ်